မေကြီးကထမင်းစားတဲ့အခါတိုင်းမှာသူ့သားရဲ့အစာစားထဲမှာဟော်မုန်းဆေးတွေထည့်ထည့်ကျွေးပါတယ်။ဒါပေမဲ့တရက်ကို3 နှစ်လောက်စားတာတော့မှအမေကြီးကမလုံလောက်သေးဘူးလို့ခံစားနေသေးတယ်။တခါသားဖြစ်သူစီးသွားပြီးတဲ့အခါမှာလည်းအားစိတပကံကိုထပ်ယူလာတယ်။ဘာမှမသိတဲ့သားဖြစ်သူကလည်းဒီလိုပဲတောက်ချလိုက်တယ်။အမေကြီးရဲ့ဆန္ဒကတော့သူ့သားလေးကိုဒီထက်ပိုပြီးယောက်ျားဆန္ဒစေချင်တာဖြစ်ပါတယ်။ဒါပေမဲ့အမေကြီးမစင်စားမိတာကတရားစီတွေကပဲသူ့သားစီကိုအန္တရာယ်တွေယူဆောင်လာပြီးမယ်ဆိုတာပဲ။ညကြအိမ်ပြန်လာတဲ့အချိန်မှာပိုင်လဲစားရေလဲရမ်းစားနေပြီဖြစ်တဲ့သားဖြစ်သူဟာအထက်တန်းကျောင်းသူလေးတယောက်ကိုတွေ့လိုက်တယ်။ဒီလိုနဲ့ချက်ချင်းပဲမျက်လုံးနှလုံးကမြင်ရနောက်ကိုလိုက်မိသွားတော့တယ်။ကောင်မလေးကလည်းကြောင်လန့်ပြီးဘေးနားကလမ်းကြားလေးတွေကိုပြေးဝင်ပုံသွားတဲ့နောက်သားဖြစ်သူကမှောင်မိုက်နေတဲ့လမ်းကြားလေးကိုတစ်ချက်ကြည့်လိုက်တယ်။အမောင်ကြောက်တဲ့သူကချက်ချင်းပဲဒီကထွက်ဖို့ပြင်လိုက်တယ်။ဒီအချိန်မှမမျောလင့်ပဲကြောက်တုံးကြီးတုံးဟာဝဲပြန်လွင်လာတယ်။ဒီလိုနဲ့သူတဲ့ကြောက်ကြောင်နဲ့မမြင်အိမ်ပြန်လာလိုက်တယ်။ဒါပေမဲ့နောက်တနေ့မနက်မှာကောင်မလေးကအစားဝင်ရဲ့ထိတ်ကခေါမိုးတက်မှတည်နေတာကိုဘသူကသိမှလဲ။ဒါအပြင်အတော်ကိုမဖွယ်မရဖြစ်နေတဲ့ပုံစံမူရာကလည်းပေါ်နေသေးပါတယ်။ကောင်မလေးကအာရမပြုချင်းခံထားရတယ်လို့ရဲကယူဆလိုက်တယ်။နောက်တော့ရဲတပ်ဖွဲ့ကချက်ချင်းပဲအမေကြီးရဲ့သားကိုဖမ်းဆီးလိုက်တယ်။ဒါအပြင်ချိန်ချောက်ပြီးသူ့ရဲ့အပြစ်ကိုဝန်ခံဖို့ဖိအားပေးသေးတယ်။ရဲတွေကဘာလို့သူ့ကိုတန်တရားဖြစ်တာလဲဆိုတော့မူကင်းဖြစ်တဲ့နေရာမှာခေါင်းသီးတစ်လုံးကိုရှာတွေ့ထားလို့ပဲ။အဲကောင်သီးပေါ်မှာအမေကြီးရဲ့သားနာမည်ကိုရေးထားတယ်။ဒါအပြင်အဲ့ဒီနေ့ကသူဟာဟော်မုန်းဆေးတွေလည်းတောက်ထားသေးတယ်။ရဲတပ်ဖွဲ့ကဒီမှုကိုအမြန်ဖြေရှင်းခြင်းတဲ့အတွက်ဒီကောင်လေးကအုံတော်မကောင်းတဲ့သူဖြစ်နေတယ်ဆိုတာကိုကောက်ကောင်းသိပေမဲ့လည်းဆိုရတဲ့စကားလုံးတွေကိုသုံးပြီးသူ့ကိုဝန်ခံခိုင်းနေ။ရဲလက်ဆင့်ကမ်းပေးလာတဲ့ဝန်ခံထုတ်ပြန်ချက်ကိုကြည့်ပြီးတော့ကောင်လေးကဗမန်းညမန်းမသိလက်မှတ်ထိုးလိုက်တယ်။နောက်တော့အမေကြီးကသူ့သားကိုလာတွေ့တယ်။သူ့သားကဒီလိုကိစ္စမျိုးကိုလုပ်တယ်ဆိုတာလုံးဝမယုံဘူး။အမေကြီးကစစ်ဆေးမိတဲ့အခါမှာလည်းသူ့သားကသူ့ကိုယ်သူလူသက်သမားမဟုတ်ဘူးလို့ပဲပြောပါတယ်။အဲဆိုမင်းမလိုဝန်ခံလိုက်တာလဲအယူရဲ့ကိုသားကိုအယူလို့မပြောနဲ့။နောက်တနေ့မှာရဲကကောင်လေးကိုအခင်းဖြစ်တဲ့နေရာကိုခေါ်လာတယ်။နောက်တော့လူအုပ်ကြီးရှိမှသူကျွန်းလွန်ခဲ့တဲ့အတိုင်းအစားကနေပြန်လုပ်ပြခိုင်းတယ်။ဒါပေမဲ့ဒါကဘာတိတ်ပဲလဲဆိုတာကိုတော့သူလုံးဝမသိချပါဘူး။ကြောင်တောင်နဲ့အခြားသူတွေကိုလက်ပြနှုတ်ဆက်လိုက်သေးတယ်။လူအုပ်ကြီးအလဲမှာတော့အမေဖြစ်သူကရင်ကွဲနေရှာတယ်။နေရာတိုင်းကိုသူသားရဲ့အုံနောက်ချိုယွင်းနေတဲ့ယောဂစစ်ဆေးချက်ကိုလိုက်ဝေပါတယ်။ဒီသက်သေနဲ့သူသားဟာလူသက်သမားမဟုတ်ဘူးဆိုတာကိုစဉ်းစားစီခြင်းနဲ့ဒါဖြစ်သူရဲ့ဖြစ်မှန်ကိုရက်တီပေးမယ်ရှင်းနေကိုရှာဖို့အတွက်အမေကြီးဟာတွန်းဆုပ်မနေပဲကိုအနစ်နာခံလိုက်တယ်။အမေကြီးငယ်တုန်းကဝင်ကြီးချုပ်ဟောင်းကိုအကူအညီသွားတောင်းတယ်။တညတာဖြတ်တန်းပေးပြီးတဲ့နောက်မှာရှင်းနေကသူသားရဲ့အမှုကိုလက်လွဲယူပေးဖို့သဘောတူလိုက်တယ်။ဒါပေမဲ့ရှင်းနေကဒီတိုင်းလေးတစ်ချက်ကြည့်လိုက်မိတာသူသားကစိတ်မနှံ့တဲ့သူဖြစ်နေတာကိုသိသွားတယ်။ကိုကင်လာသမျှအမှုတိုင်းအောင်ခဲ့တဲ့သမိုင်းကိုမပြတ်စည်းစေခြင်းတဲ့အတွက်ရှင်းနေရချက်ချင်းပဲဒီကနေထွက်သွားဖို့ရွေးချယ်လိုက်တယ်။အမေကြီးလည်းဘာလို့ဘာကန်ရမှန်းမသိတော့တဲ့အချိန်မှာသူသားကသူ့တငယ်ချင်းရင်ကြီးကတော့သူ့ကိုလာမတွေ့သေးဘူးဆိုပြီးပြောပြလိုက်တယ်။ဒါကအမေကြီးကိုသူ့သားတငယ်ချင်းပေါ်တန်တရားဖြစ်သွားစေတယ်။ဘာလို့လဲဆိုတော့အကောင်လေးကသူ့သားစီပြဿနာတွေယူလာတတ်ပါတယ်။ပြီးရင်သူသားကိုအမြဲအပြစ်တင်လွဲချတတ်တယ်။ဒီတစ်ခေါက်လည်းသူလောက်တာပဲဖြစ်နိုင်တယ်။အမေကြီးကအကောင်လေးအိမ်မှာရှိမရှိစစ်ဆေးပြီးတဲ့နောက်အိမ်ကိုတိုးလေးဝင်လာလိုက်ပြီးအခုလူတွေမသိထားသေးတဲ့အကောင်လေးလူသက်ထားတဲ့တပ်တွေတွေကိုရှာဖို့ကြံတော့တယ်။ရုတ်တရက်ပဲအမေကြီးကကောက်တန်တစ်ချောင်းကိုတကယ်ရှာတွေ့သွားတယ်။အဲ့ဒါအပြင်ကောက်တန်ပေါ်မှာသွေးဆက်တွေစွန်နေသေးပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအပြင်ဘက်ကနေလူတန်ကြားလိုက်ရတယ်။အလို့နဲ့သူမှလည်းချက်ချင်းပဲလိုက်ကနောက်ကိုဝင်ပုံလိုက်တယ်။ဖြစ်ချင်တော့အဲကောင်လေးကသူ့ကောင်မလေးကိုအိမ်ခေါ်လာတာဖြစ်နေတယ်။နောက်တော့သူတို့နှစ်ယောက်2 နာရီခွဲလောက်ချစ်တင်နှောနေကြတယ်။ခဏကြာတော့2ယောက်လုံးပင်ပန်းပြီးအိပ်ပျော်သွားတဲ့အချိန်မှာအမေကြီးကလိုက်ကားတွေကနေထွက်လာတယ်။ဒါပေမဲ့ခုနကကြာရနေတော့သူမ6ယောက်တွေကထုံကျင်နေပါတယ်။ထွက်ဖို့လုပ်တဲ့အချိန်မှာသတိမထားမိပဲရေဘူးကိုတိုင်မိပြီးလဲကျသွားတယ်။ရေစီးကြောင်ကကောင်လေးရဲ့လက်ချောင်းကိုထိသွားတာကိုကြည့်လိုက်ပြီးသူမရဲ့နှလုံးကရုတ်တရက်လေပင်စီကက်လာသလိုတောင်ခံစားရတယ်။ဒါပေမဲ့ကောင်လေးကကောင်းအိပ်ပျော်နေပါတယ်။အမေကြီးကတက်တွေကိုကင်ပြီးရဲစခန်းတွေကိုပြေးဝင်လာတယ်။ဒါပေမဲ့စိတ်မကောင်းစရာကဒါကနှက်ခမ်းဒီအရာတွေဖြစ်နေပြီးသွေးစွန်းတာမဟုတ်ပါဘူး။သူ့သားတငယ်ချင်းကလည်းဗီဒီယိုတစ်ခုကိုတက်တေကန်အနေနဲ့ယူလာတယ်။ဒါပေမဲ့ဒါကအဲကောင်လေးကိုအမေကြီးပေါ်အာရုံနောက်စရာဖြစ်လာစေပါတယ်။ညဘက်အမေကြီးအိမ်ပြန်ရောက်တော့သူ့သားအခန်းထဲကအတန်တွေထွက်နေတာကြားလိုက်ရတယ်။ကြည့်လိုက်တော့ရုတ်တရက်တွေ့လိုက်ရတာကသူ့သားတငယ်ချင်းဖြစ်နေပါတယ်။အမေကြီးကသူ့ကိုပြန်လာလက်စားချတယ်လို့ထင်သွားတယ်။နောက်တော့ကြောင်နဲ့အိမ်တစ်ခုလုံးရဲ့ပိုင်ဆိုင်မှုတွေကိုရောကြီးထုတ်ပေးလာတယ်။အဲကောင်လေးလည်းပြပြတသားပဲငွေတွေကိုလက်ခံယူလိုက်တယ်။ဒါပေမဲ့ကောင်လေးလည်းသူ့သားကိုယူမဆိုင်တာတော့မဟုတ်ပါဘူး။သူမထွက်သွားခင်မှာအမေကြီးကိုပြောပြခဲ့တယ်။ဒီမှုရဲ့တန်တရားအဝင်ဆုံးသူကတော့တေဆုံးသွားတဲ့သူပဲ။ဘာလို့ဆိုကောင်မလေးရဲ့ကိုပိုင်ဘွားကညဉ့်ညမ်းတယ်လို့ပြောတန်ကြတယ်။ဒီတော့ဖြစ်နိုင်ဆုံးကအခြေရင်းနဲ့ဆိုင်နိုင်တယ်။ဒါအပြင်လူသက်သမားကအလောက်ကိုခေါမိုးထက်ပေါ်မှာထားသေးပါတယ်။ပုံမှန်ဆိုရင်လူသက်သမားကတက်ပြီးရန်လောင်းဖြောင်းမှာပဲ။ဒါပေမဲ့ဒီမှာတော့စန့်ကျင်ဘက်ဖြစ်နေတယ်။လူသက်သမားကတမင်တကာအလောက်ကိုအထင်ရှားဆုံးနေရာကြီးမှာထားခဲ့တယ်။ဒါကလူတွေအားလုံးမြင်အောင်တမင်ပြထားသလိုပဲ။ဒီလိုနဲ့နောက်ရမှာအမေကြီးကသားဖြစ်သူကိုအိမ်င်းသားကအကြောင်းတွေကိုမျက်နှာချင်းဆိုင်မေးချင်တာကြောင့်ထောင်ကိုပြန်ရောက်လာခဲ့ပါတယ်။သို့တော်သားဖြစ်သူမှာထောင်ထဲကလူတွေရဲ့မချင်တဲ့လို့ထိုးချိတ်တာကိုခံထားရတယ်။ဒါပေမဲ့အဆိုအရဆုံးအရာကတော့သားဖြစ်သူကအထိုးခတ်ရပြီးနောက်မှာကိစ္စအချို့ကိုပြန်မှတ်မိလာတယ်။အမေကျွန်တော်ကိုတက်ချင်ခဲ့တယ်။ကျွန်တော်9နှစ်သားအဲ့နှစ်တုန်းကအားစီးတွေကိုဖြော်ရည်လို့လိမ်ပြီးတိုက်တယ်။အမေကြီးကဒီစကားတွေကြားပြီးတဲ့နောက်မှာချက်ချင်းပြိုလဲကျသွားတယ်။တကယ်တော့အမေကြီးကအချိန်တုန်းကဘဝရဲ့စိတ်ပီစီစရာတွေကြောင့်သားဖြစ်သူကပါသူနဲ့တူစေတောက်ပြီးကိုတက်တည်ဖို့တွေးခဲ့ပူပါတယ်။ဒါပေမဲ့နောက်ဆုံးတော့ဆေးတွေကတည်ဖို့မလုံလောက်တဲ့အတွက်သားဖြစ်သူကလည်းစိတ်ပန်းတဲ့အယူဖြစ်လာတယ်။
မထင်မှတ်ပဲနဲ့တားဖြစ်သူကအခုချိန်မှာအဲတုန်းကအဖြစ်အပျက်တွေကိုပြန်မှတ်မိလာတယ်။ဒါအပြင်သူကအမေကြီးကိုထပ်မတွေ့ချင်တော့ဘူး။သူရှိကထွက်သွားဖို့ပြောလိုက်သေးတယ်။အစကတည်းကအပြစ်ရှိသလိုခံစားနေရတဲ့အမေကြီးကပိုပြီးရင်ကွဲရတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်နေပါစေအမေကြီးကသူ့သားကိုကယ်ချင်သေးတယ်။ဒီလိုနဲ့အမေကြီးကအလောင်းခဏကိုပေါ်ကရှာတွေ့သွားတဲ့တဲလွန်စာကနေစားလိုက်တယ်။အမေကြီးကကောင်မလေးနာမည်ကိုစုံစမ်းပြီးသိသွားတယ်။သူမနဲ့ကြောင်းတူတဲ့ကြောင်းသားတွေပြောစကားအရကောင်မလေးကပြည်တစားတွေနဲ့ပတ်သက်နေနိုင်တယ်။ဒါသာတကယ်ဆိုရင်အဲ့ဒီလူသက်သမားကအဲ့ဒီပြည်တစားတွေကပဲဖြစ်ရမယ်။ဒါပြင်အမေကြီးကဓာတ်ပုံစတူဒီယိုကတငယ်ချင်းကိုလည်းသူသိထားတာတွေကိုပြောပြဖို့ပြောပါတယ်။ဒီမတိုင်ခင်ကကောင်မလေးကသူ့တငယ်ချင်းနဲ့ဓာတ်ပုံလာထုတ်ပူတယ်။အဲ့အချိန်မှာပဲကောင်မလေးကဆိုင်ရှင်ကိုဖုန်းထဲကဓာတ်ပုံကိုထုတ်လို့ရလားလို့မေးပါသေးတယ်။ဒါပေမဲ့ဆိုင်ရှင်ကဘာလို့ဖို့လဲလို့မေးတဲ့အခါမှာတော့ကောင်မလေးကအဲ့ဒီဓာတ်ပုံတွေကတန်ဖိုးရှိတယ်လို့ပြောသေးတယ်။ဆိုင်ရှင်ရဲ့စိတ်ထဲမှာဇဝေဇဝါဖြစ်နေတဲ့အချိန်မှာပဲကောင်မလေးကရုတ်တရက်နှာခေါင်းသွေးတွေယူလာတယ်။သူ့တငယ်ချင်းကလည်းသူတရက်ပိုင်းဒီလိုခဏခဏဖြစ်တယ်လို့ပြောနေသေးတယ်။အခုမှဖုန်းလေးကိုကြည့်လိုက်တော့သူတို့ဖောက်တယ်တွေရဲ့ပုံတွေလို့ယူဆရတယ်။အဲ့ဒါအပြင်ကောင်မလေးနှာခေါင်းသွေးယူတာက ANDS ယောဂကူးစက်ခံရလို့ဖြစ်နိုင်တယ်။ဒါကြောင့်သူကဒီဓာတ်ပုံတွေနဲ့ချင်းချောက်ပြီးအဲ့ဒီဖောက်တယ်တွေစီကနေယောဂကူဖို့ငွေညစ်ချင်တာဖြစ်နိုင်တယ်။ဒီလိုသာဆိုရင်ပြောတာတွေအားလုံးကအတိတ်ပဲရှိတယ်။နောက်တော့အမေကြီးကအဲ့ဒီကောင်မလေးရဲ့တငယ်ချင်းကိုချက်ချင်းသွားရှာပြီးရှာတွေ့သွားတယ်။ကောင်မလေးရဲ့ဖုန်းတွေကကိစ္စနဲ့ပတ်သက်ပြီးသူတငယ်ချင်းစီကနေအတီးပြုတ်ခြင်းတဲ့အတွက်ဖြစ်တယ်။ဒါပေမဲ့အမေကြီးနောက်ကနေလိုက်သွားတာလမ်းကြားလေးကိုရောက်တော့ကလေးကချီကလေးနှစ်ယောက်ကကောင်မလေးရဲ့တငယ်ချင်းကိုအနိုင်ကျင့်နေတာကိုတွေ့လိုက်ရတယ်။နောက်တော့အနီးနားကိုတိတ်တိတ်လေးသွားပြီးခိုးနားထောင်လိုက်တယ်။ဒီကလေးနှစ်ယောက်ကလည်းကောင်မလေးရဲ့ဖုန်းကိုရှာနေကြတာပဲ။နောက်တော့အမေကြီးကချက်ချင်းပဲသူသားရဲ့တငယ်ချင်းကိုဖုန်းဆက်လိုက်တယ်။လဝါကအနေနဲ့ပတ်စံအထူကြီးတအုပ်ကိုပါပေးလိုက်ပြီးသူကိုဟိုကလေးကချီကလေးနှစ်ယောက်ကိုသွားပြီးတော့ရိုက်နှက်မိခိုင်းပါတယ်။သူရိုက်နှက်ဆုံးမပေးပြီးတဲ့နောက်မှာတော့အဲ့ဒီကလေးနှစ်ယောက်ကဖြစ်စဉ်မှန်ကိုပြောလာတော့တယ်။ကောင်မလေးရဲ့အဖေကမမျှော်လင့်မဲ့ရုတ်တရက်ဆုံးသွားပြီးအမေကလည်းနောက်ရင်အောင်ပြလိုက်တဲ့အတွက်သူမဟာအဖွားနဲ့အတူတူနေထိုင်ပါတယ်။ဒါပေမဲ့သူမအဖွားဟာစိတ်ပန်းဆိုင်ရာချိုးရင်းနေတဲ့အပြင်အရက်တောက်ရတာကိုပါကြိုက်သေးတယ်။ဒါကြောင့်နေ့စဉ်အသုံးစရိတ်တွေအားလုံးကကောင်မလေးအပေါ်မှာပဲမှီခိုနေရတယ်။ဒီတော့ကောင်မလေးလည်းသူနောက်ဆုံးလုံးနေတာဆိုလို့ခန္ဓာကိုယ်ကိုရောင်းမှုပဲရှိတော့တယ်။ဒါပေမဲ့အဲ့အချိန်မှာပဲကောင်မလေးကဖောက်တယ်ရဲ့ဓာတ်ပုံတွေကိုလှည့်ဝက်ရိုက်ခဲ့ပါတယ်။ဒါကြောင့်ကောင်မလေးတည်ဆုံပြီးတဲ့နောက်မှာဒီသတင်းကိုတည်သွားကြပြီးသူတို့နှစ်ယောက်ကလည်းကိုယ့်ရဲ့ဓာတ်ပုံဖြန့်တာမျိုးကနေကာကွယ်ဖို့အဲ့ဒီဖုန်းကိုရှာချင်နေကြတယ်။အခုလိုကြည့်လိုက်တော့လူသက်သမားအစ်စ်ကတကယ်ကိုပြည်တစားတွေတကပဲဖြစ်မယ်။သူသားကဒီကောင်မလေးရဲ့လက်ကိုယ်တော်ကင်မှုတာမဟုတ်ပဲနဲ့လူသက်သမားရဲ့ကူတော်လောက်တာခံလိုက်ရတယ်။အကြောင်းဆုံးကိုတည်ပြီးတဲ့နောက်မှာအမေကြီးကဖုန်းကိုရှာဖို့အတွက်ချက်ချင်းအမြန်ကောင်မလေးအိမ်ကိုသွားလိုက်တယ်။ဒါပေမဲ့ကောင်မလေးအဖွားကအဲ့ဒီဖုန်းကိုသူ့ရက်နဲ့သွားလဲတောက်လိုက်ပြီလို့ပြောတယ်။အမေကြီးကသူ့ကိုလိန်ပြောနေတယ်ဆိုတာသတိထားမိပါတယ်။နောက်တော့အမေကြီးက900ကျပ်ထုတ်ပြီးဖုန်းကိုဝယ်လိုက်တော့ကောင်မလေးအဖွားကဆန်အိုးထဲကနေဖုန်းကိုထုတ်ပေးလာတယ်။ချက်ချင်းပဲအမေကြီးကထောင်ကိုပြန်လာခဲ့ပြီးတားဖြစ်သူကိုဒီတက်ပုံတွေကိုပြပြီးပြန်စင်စားခိုင်းကြည့်တယ်။အဖိုးကြီးတယောက်ကိုတွေ့လိုက်တဲ့အခါမှာတော့ရုတ်တရက်သားဖြစ်သူကအဲကျန်းကအဖြစ်ပြက်တွေကိုပြန်စင်စားမိလာတယ်။လက်ဆက်သက်တော့အဲတော့ကအဖိုးကြီးကတကားကြားထဲကနေခိုးကြည့်နေခဲ့တာပဲ။အဲနောက်အမေကြီးကချက်ချင်းပဲအမိုက်ကောက်တဲ့အဖိုးကြီးအိမ်ထဲကိုရောက်လာခဲ့ပါတယ်။ပြီးတော့သူကိုသူရရွအကျိုးဆောင်ဝန်ထမ်းဟန်ဆောင်ပြီးတယောက်တည်းနေထိုင်တဲ့အသက်ကြီးရွယ်အိုတွေကိုအခမဲ့စေဝါကူတာပေးဖို့လာတယ်လို့ဆိုတယ်။ပြောနေတော့မှပဲအဖိုးကြီးကသူနှလုံးသိမ့်မကောင်းဘူးလို့ပြောတယ်။ဘာလို့ဆိုအရင်၄-၅ရက်လောက်ကမှမျက်စိရှိတယ်လူသက်တာတွေ့ခဲ့ရလို့ပြောတယ်။အမှုဖြစ်ခဲ့တဲ့ညကျသူကကောင်မလေးနဲ့အလုပ်ကိစ္စပြောဖို့ချိန်ထားတယ်။ဒါပေမဲ့မမျော်လင့်ပဲစိတ်မနှံတဲ့အမေကြီးရဲ့သားကိုကောင်မလေးနောက်ကလိုက်လာတာကိုတွေ့လိုက်ရတယ်။ကောင်မလေးလည်းသူ့သားကိုကြောက်တာနဲ့လမ်းကြားလေးတဲကိုဝင်ပုံလိုက်တယ်။နောက်တော့ကောင်မလေးကကြောက်တုံးကုန်မှပြီးကောက်ပစ်လိုက်တယ်။ဒါအပြင်စိတ်တိုးပြီးသူ့သားကိုအယူကောင်လို့လည်းအော်ဆဲလိုက်သေးတယ်။အမေကြီးရဲ့သားဖြစ်သူအမုံဆုံးအရာကအခြားသူတယောက်ကသူ့ကိုအယူလို့ဆဲတာကိုပဲအလုံးနဲ့သူ့သားကကြောက်တုံးကိုကောက်ပြီးတော့ပြန်ထူလိုက်တယ်။ဒါပေမဲ့ကောင်မလေးကိုသူဒီလိုမျိုးတက်ဖြစ်ဖို့တော့မရည်ရွယ်ပါဘူး။လူတွေဒီကောင်မလေးကိုအချိန်မီရှာတွေ့နိုင်အောင်သူကကောင်မလေးကိုခေါင်မိုးအပေါ်တက်ကိုဒီယိုဆွဲတည်သွားတယ်။ပေါက်ကရတွေရှင်သေးချာပေါက်အမြင်မှားတာပဲနေမှာအမေကြီးကမယုံတာကိုတွေ့ရတော့အဖိုးကြီးကချက်ချင်းပဲသူ့သားရဲ့နှထင်ကိုပုတ်တဲ့အမူအရာကိုလှုပ်ပြလာတယ်။အမေကြီးကဒီအမူအရာကိုတွေ့လိုက်ရတဲ့အခါမှာတော့ရုပ်သေးကျိုးပြက်လဲကျသွားတယ်။ဘာလို့လဲဆိုတော့ဒီဟာကသူ့သားကိုသူကိုယ်တိုင်သိပေးခဲ့တဲ့အမူအရာလေးမို့လို့ပဲ။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်သူ့သားကိုကာကွယ်ပေးရမယ်။ဒီလိုနဲ့သူမကအဖိုးကြီးသတိပဋ္ဌာန်မိချိန်မှာအနောက်ကနေတုံးနဲ့ရိုက်ချလိုက်တယ်။သူကမကောင်းဆိုအားပုံစံနဲ့တူလာပြီးအဖိုးကြီးကိုဒရက်ဆက်တန်တုံးနဲ့ရိုက်တော့တယ်။နောက်တော့သူမကမလုပ်ဘူးဆိုမလုပ်နဲ့လုံးမဲ့ဆိုလဲအဆုံးထိလို့ဆိုသလိုဖြစ်လာတယ်။ချက်ချင်းပဲအခန်းတစ်ခုလုံးကိုအဖိုးကြီးနဲ့တူမီရှိုးပစ်လိုက်တယ်။သူမကအစာကလေးကသူ့သားအဖြစ်กินတာကိုပဲတက်တေပြချင်နေခဲ့တာ။ဒါပေမဲ့နောက်ဆုံးမှာတော့သူလဲသူ့သားလိုရာဇဝဲကောင်နဲ့တူလာပြီး3-4ရက်လောက်ကြာပြီးတဲ့နောက်မှာရဲကသူ့တကားရှိကိုရောက်လာတယ်။အမေကြီးကလည်းအဖမ်းခံရဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒါပေမဲ့ရဲကသူမကိုပြောလိုက်တဲ့စကားကတော့အတော်ကျွန်တော်တို့လူသက်သမားကိုဖမ်းမိပြီ။သူတို့လူသက်သမားလို့ပြောလာတဲ့တယောက်ကတကယ်တော့စိတ်ကျမ်းမာရေးစီယုံကထွက်ပြေးလာတဲ့လူနာဖြစ်တယ်။ဘာလို့ဆိုသူ့ရဲ့ဝစ်စာတွေပေါ်မှာတည်သွားတဲ့ကောင်မလေးရဲ့တီရီစိုးနေလို့လေ။အလုံးနဲ့ချက်ချင်းရဲတွေကအဲလူနာကိုလူသက်သမားလို့မှတ်ယူလိုက်ကြတယ်။အမေကြီးကလူသက်သမားရဲ့မိုင်းတိုင်းနေတဲ့ရုပ်ကိုကြည့်ပြီးတဲ့နောက်မှာတစ်ဖက်ကလူဟာသူ့သားလိုပဲအယူတယောက်ပုံစံပေါ်နေပါတယ်။သူမချက်ချင်းမထိနိုင်တော့ပဲငိုချမိတော့တယ်။ဘာလို့ဆိုတကယ်တတ်တဲ့သူဟာသူ့သားဆိုတာသူတည်တည်လေးရနဲ့သူ့သားကိုကယ်တင်ဖို့အတွက်အခြေအနေအရာဒီအယူကောင်လေးကိုပဲကူတုံးလို့ရတော့မယ်။
အမေကြီးရဲ့သားထောင်ကထွက်တဲ့နေ့ရောက်တော့တငယ်ချင်းဖြစ်သူကတိုဟူးကိမ်းမုတ်ကိုယူလာပြီးသူ့ကိုလာကြိုတယ်အတိတ်ပဲကသူကတိုဘူးလိုပဲဖြူစင်နေတယ်ဒီမြင်ကွင်းကဘလောက်တောင်ရဲစရာကောင်းလိုက်လေအဖိုးကြီးရဲ့မိလောင်ထားတဲ့အခန်းကိုဖျက်လာတဲ့အခါသူတို့ကာခဏရက်လိုက်တယ်ရဲတပ်ဖွဲ့ကဒါတွေအားလုံးဟာအဖိုးကြီးမိမတော်တဆသုံးဆွဲမှုကြောင့်လိုပဲယူဆလိုက်ကြတယ်နောက်ဆုံးမှာတော့ဒီလိုအမိုက်ကောက်တဲ့အဖိုးကိုဘသူကမှဂရုမစိုက်ခဲ့ဘူးနောက်တော့ဒီစိတ်မချမ်းမြေစရာကနေလွန်မြောက်ဖို့အတွက်အမေကြီးကတားဖြစ်သူကိုခေါ်ပြီးဒီကနေထွက်သွားဖို့ပြင်ဆင်တော့တယ်သူမဟာဒီနေရာကနေလွန်မြောက်သွားပေမဲ့လည်းအပြစ်ရှိသလိုခံစားရတဲ့ဒီစိတ်ကနေတော့လွန်မြောက်မသွားပါဘူး